ရလိုက်တော့ရဟောလိုက်ရပဲပြောပါအိုးဒီမှာဆိုင်မုတ်ကထောင်သွားပြီကွက်တော့ပြန်သွားဝေးရဖြေးကောင်းလေးပဲရှားပါနော်စားမပြီးကွာအော်ရှင်ကြီးတော့အလုပ်ရှင်လို့လုံးတဲ့လူရှိမှာပဲဒီကတော့တရားများတာမျိုးမရှိဒီမှာလည်းအကောင်တော့တရားများဒီကောင်တော့တရားပြင်ရတာဒီမှာဒီကောင်အလုပ်မကြိုးစားပဲပတ်စာလို့စေထုတ်တာ7 million တော့အော်ရှင်းနေတာဟောလုံးမကြိုးတော့ဘူးပတ်စာရှင်းရင်းနေတာရာဘလောက်တာအဲ့ရှိနေလေရာအဘိဓိအိုးအေးတော်လို့ဆိုမြင်နေတယ်โอเคယူပါလားfine ဆိုစားလိုက်တော့โอ้နည်းနည်းလေးဈေးတက်ပြီးတော့လုပ်ပြီးလဲကြဟာကျော်လာညီလေးပြောတာလေညီလေးပြောလို့ညီလေးကိုညီလေးပြောလို့ဒီကတော့ကောင်းမယ်နေတာဒီကောင်းမယ်ညီလေးကညီလေးပြောလို့ကျော်လာညီလေးပြောလာကျော်လာညီလေးဈေးလေးနဲ့တော့ထပ်ပြီးတော့တဲ့လိုက်တာဈေးနဲ့တက်နေရပါဟောလို့ချင်းမိပါချင်းကိုတောင်းလိုက်မိပါချင်းတောင်းလိုက်မိတော့ညီလေးပါညီလေးကတော့ဒီကအများတော့ပါကွာတော့နှေးရထော်တာဟောဒီပါလေတော့အဲ့လာအိုးတို့စိတ်နေတော့